အားလုံးပဲမင်္ဂလာပါခင်ဗျာ KSN ကတ်တွန်း channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုပြောမဲ့ပုံမြင်လေးကတော့အမေအတွက်စံဖိုးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ခင်ဗျာဒီပုံမြင်လေးကိုစာရေးဆရာမောင်မဟာကရေးသားခဲ့တာဖြစ်ပါတယ်ခင်ဗျာတခါတော့ငါပေါ့ဗျာမောင်တီလာဆိုတဲ့အမည်ရှိတဲ့လူငယ်လေးတစ်ယောက်ရှိတတ်တဲ့ကွယ်သူဟာပညာအသင်မြတက်မြောက်ပြီးတော့အလွန်ဆင်းရဲတဲ့ကောင်လေးတူလည်းဖြစ်တာပေါ့ဗျာအလုတ်အကင်လည်းမမေရရမရှိပဲကြုံရကြပံအလုတ်ကိုလောက်ကင်နိုင်စွမ်းရှိလို့ဝင်ရောက်ပြီးတော့အခချင်းငွေနေများမစုလောက်ခချင်းငွေနေတိများတိဟု၍မပြောဘဲနဲ့ကြုံရကြပံအလုတ်ကိုလောက်ရတာပေါ့ဗျာအဲ့ဒါလိုနဲ့မောင်တီလာဟာအလုတ်ရှိတဲ့အခါလဲရှိတာပေါ့အလုတ်လက်မဲ့ဖြစ်တဲ့အခါမျိုးလဲသူ့မှာရှိတာပေါ့ဗျာမောင်တီလာဟာမြို့စုံမြို့ဖျားမှာမိခင်ကြီးနဲ့အတူနေထိုင်ပြီးတော့အဖေကတော့မရှိတော့ပါဘူးဗျာတာမောင်တီလာရေအမေတို့ဆံဝယ်ဖို့ပတ်စံမရှိတော့ဘူးမောင်တီလာရဲ့အမေကစိတ်ပူပန်စွာနဲ့ပြောလာတဲ့အခါမှာမောင်တီလာဟာကျွန်တော်အလုပ်သွားရှာအောင်မယ်အမေအလုပ်လုံးမှပတ်စံရမှာဆိုပြီးတော့အိမ်ကနေထွက်လာပါတော့တယ်မောင်တီလာဟာသူ့ကိုအလုပ်ပေးနေကြလူများရဲ့အိမ်ကိုဝင်ထက်ပြီးမေးမြန်းလာပေါ့ဗျာဒါပေမဲ့လည်းလောလောဆယ်အလုပ်မပေးနိုင်သေးကြောင်းပြန်ကြားတိလိုက်ရတာပေါ့အဲ့ဒါလို့နဲ့မောင်တီလာဟာသူနေထိုင်ရာမြို့နဲ့အလန်းအလွန်ဝေးတဲ့နေရာကိုရောက်မှမသိရောက်သွားပါတော့တယ်မောင်တီလာဟာအလုတ်ရချင်တဲ့စိတ်ပြင်းပြနေတဲ့အတွက်မိမိရဲ့မျိုးနဲ့လှန်ကွဝေးတဲ့နေရာတစ်ခုကိုရောက်ရှိခဲ့တဲ့အဖြစ်ကိုရုတ်တရက်သူတတိမထားမိဘူးပေါ့ဗျာအဲ့ဒါလို့နဲ့တောနဲ့တနေရာတို့သူရောက်သွားခဲ့တယ်အဲ့ဒီနေရာကတောတောက်နေလဲထူထပ်ပြီးတော့နေရောင်ကိုဆိုမမြင်ရဘူးပေါ့ဗျာလူတွေလည်းအရာအပေါမရှိတဲ့နေရာဖြစ်ပြီးတော့လူအသွားလာလည်းအလွန်နေတဲ့နေရာဖြစ်တာပေါ့ဗျာအဲ့ဒီနေရာမှာအိမ်တလုံးကထီထီကြီးရှိနေပါတော့တယ်အိမ်ရဲ့အရွယ်စားကြီးကအလွန်ကြီးမားတယ်အဲ့ဒီအိမ်မှာဘလူးနဲ့ဘလူးမနှစ်ဦးနေထိုင်တဲ့အိမ်ဖြစ်တယ်။အဲ့ဒီအိမ်ဟာအရန်ကြောက်စရာကောင်းတဲ့အိမ်တစ်လုံးလည်းဖြစ်ပါတဲ့ကွယ်။ထိုဘလူးများဒီကလေးများလူကြီးများကိုနနက်စာအဖြစ်၎င်းနေ့လယ်စာဖြစ်၎င်းဖန်စီတက်ဆောင်မှုများပြုလုပ်တယ်လို့သတင်းထွက်ရှိနေတာဖြစ်ပါတယ်။အဲ့ဒီအကြောင်းကိုဘလူးနေထိုင်ရအဆောက်အုံနဲ့အတန်များလှန်ဝေးသောနေရာအထိပြန့်နှံ့နေတာပေါ့ဗျာ။အဲ့ဒီအချိန်မှာမောင်တီလာဒီဘလူးနဲ့ဘလူးမနှစ်ဦးနေထိုင်ရနေအိမ်တို့ဘူးမတိဘာမတိနဲ့ရောက်ရှိလာပါတော့တယ်။ဘလူးတွေနေတဲ့နေအိမ်ကိုရောက်ရှိနေတာကိုသူတတိမထားမိဘူးပေါ့ဗျာသူကအလုပ်ရမှပတ်စံရမယ်ပတ်စံရမှဆံဝဲနိုင်မယ်အိမ်အတွက်ချက်စရာဆန်မရှိဘူးဟုတော့သူ့အမေရဲ့ပြောတဲ့စကားကိုသူကတတိရနေတော့တာပေါ့ဗျာအဲ့ဒီအခါမှာဘလူးကြီးကဘလူးမရေလူငယ်တယောက်ရဲ့တွေးအနှံ့ကိုငါကောင်းကောင်းကြီးရနေတယ်ဟေ့ဘလူးကြီးကအနှံ့ကိုဟိုနေရာတွားရှုလိုက်ဒီနေရာတွားရှုလိုက်နဲ့တေချာအောင်ရှူရှိုက်နေလေတော့တယ်ဘလူးကြီးကဘလူးမမင်းကောလူငယ်တယောက်ရဲ့အတွေးအနှံ့ကိုမရဘူးလားအဲ့ဒီအခါဘလူးမကရပါတော့ရပါတော်တွေးအနှံ့ရတယ်လို့ကျမလည်းရပါတယ်စားရကန်ကျွန်တော်မုတ်စိတ်ပြားဆွဲတာပေါ့ကွာဘလူးကြီးကကျင်းနဲ့တိအတွင်ဖြင့်ပြန်ပြောလိုက်တာပေါ့ဘလူးကြီးကလည်းငါတို့တွေကလေးတွေကိုလွယ်လွယ်နဲ့တော်ဖမ်းပြီးစားတောက်နေရတာတော်ကြပြီမိမရဲ့ဒီနေ့တော့အသွေးအသားဆူဖြိုးတဲ့လူငယ်တယောက်ကိုစားရတော့မယ်မင်းဝမ်းမတာဘူးလားအိုးဘယ်နဲ့ပြောပါလိမ့်ဝမ်းသာတာဗောရှင်ဘလူးမမောင်ကြီးကျမလည်းရှင်ဖမ်းယူလာတဲ့ကလေးတွေကိုပဲစားနေရတာတခါတလေလေအပြောင်းလဲလေးဖြစ်အောင်စားလိုက်ချင်ပါသေးတယ်ဘလူးကြီးကလည်းဒီနေ့မင်းရဲ့ဆန္ဒတွေပြေဝသွားရစီမယ်လို့ပြန်ပြောလိုက်တယ်မောင်တီလာလည်းဘလူးနဲ့ဘလူးမတို့နေထိုင်ရာနေအိမ်တို့အနည်းဆုံးတို့ရောက်ရှိသွားပါတော့တယ်အဲ့ဒီအခါဘလူးကြီးကတေချာပြီမိမကြီးငါတို့အစာဖြစ်တော့မဲ့ကောင်ငါတို့အိမ်နာရောက်လာပြီငါအဲ့ဒီကောင်ကိုလက်ရသွားဖမ်းတော့မယ်မင်းဘက်ကခါတိုင်းလို့လှုပ်ရှားရှိတာအစင်တက်လှုပ်ထားတော့ဟေ့အစင်တက်မှာပဲဘလူးမောင်ကြီးအဲ့ဒါလို့နဲ့ဘလူးကြီးဒီနေအိမ်မှအပြေးအလွှာဆင်းသွားပါတော့တယ်ဘလူးကြီးလည်းမောင်တီလာနောက်အမြန်ဆုံးအမိပြေးလိုက်တာပေါ့ဗျာမောင်တီလာကရှိကပြေးဘလူးကြီးကနောက်ကလိုက်နဲ့ဘလူးကြီးလည်းမောင်တီလာကိုရုတ်တရက်မှတ်မိလိုက်ဘူးပေါ့ဗျာဘလူးကြီးလည်းမောင်တီလာကိုမျက်ရှည်ပြတ်သွားသည်ကိုတတိထားမိတော့တာပေါ့ဗျာမောင်တီလာလည်းခြုံပုတ်ထူထူတဲကိုဝင်ပြေးပြီးပုံနေပါတော့တယ်အဲ့ဒီအခါဘလူးကြီးကလည်းဟေးဘလူးမဘလူးကြီးဒီဒေါက်တာကြီးစွာနဲ့အော်ခေါ်လိုက်ပါတော့တယ်အရေးတဲ့ဒီဘလူးမကဘယ်ရောက်နေမှမသိဘူးလို့ဘလူးကြီးကဆူလိုက်ပါတော့တယ်လာပါပြီရှင်ဘာလဲဘလူးမမောင်ဘလူးမကအိမ်ထဲကနေပြောပြီးတော့ထွက်လာပါတော့တယ်အဲ့ဒီအခါဘလူးကြီးကအရေးတဲ့ဘလူးမမောင်တွေပါလေကနေလုံးမနေစမ်းပါနဲ့ဟိုကောင်ပြေးသွားပြီကွငါဘိုးဖက်နှက်ကိုအိမ်အောက်ကိုအမြန်ဆုံးပြစ်ချလိုက်မြန်လေးလောက်ကွာအဲ့ဒီအခါဘလူးမကြီးကဘိုးဖက်နှက်တရံကိုအောက်တို့ပြစ်ချလိုက်ပါတော့တယ်ဘလူးကြီးဒီဘိုးဖက်နှက်ကိုချက်ချင်းကောက်ဆွလိုက်တာပေါ့ဗျာ
အဲ့ဒီဘိုးဖနက်ကနည်းနည်းရရဘိုးဖနက်မဟုတ်ပဲမော်အတက်ဖြစ်ဖန်ဆင်းပြုလုပ်ထားတဲ့ဘိုးဖနက်ဖြစ်တဲ့စီခွင့်ရရှိတဲ့လူဒီဘိုးဖနက်နဲ့အံဝင်ခွင်ကြဖြစ်နေပါလိမ့်မယ်အဲ့ဒီမော်ဘိုးဖနက်ကိုဝက်လိုက်သူဒီစီသွားရီဒေါ်လာကောင်ရှေရှင်သွားရီဒေါ်လာကောင်ပြည်သွားလို့ရှင်လဲအရှိန်အဟုန်ဒီ2ဆ3ဆ4ဆလောက်ပုံမမြန်ဆန်နေမှာဖြစ်ပါတယ်ဘလူးကြီးလည်းမော်ဘိုးဖနက်ကိုစီးပြီးမောင်တီလာနောက်လိုက်ခဲ့တာပေါ့ဗျာဒီကောင်ငါအစာပဲငါလက်ကမလို့စေရဘူးလို့ကြိမ်ဝါလိုက်တယ်ဘလူးကြီးလည်းဘိုးဖနက်ကိုစီးပြီးတောင်တွေကိုလည်းတထောင်ပြီးတထောင်ကြော်ဖြတ်လာတယ်မြစ်တွေကိုလည်းလက်ကူစာကူးဖြတ်ခဲ့တယ်လေကွက်ပေါင်းများစွာကိုလည်းအမြန်ဖြတ်တန်းခဲ့တယ်ဒါပေမဲ့မောင်တီလာကိုမတွေ့ဘူးဖြစ်နေတာပေါ့ဗျာဒီကောင်တော့ကွာဘယ်ကူများသွားနေလဲမသိဘူးဘလူးကြီးကလည်းစိတ်ပြက်လက်ပြက်နဲ့ပြန်လာခဲ့တာပေါ့ဗျာဘလူးကြီးကခါတိုင်းဆိုငါ့အိမ်နာရောက်လာတဲ့ဒူမန်နှမြလူရောတရိတ်ဆန်ရောဒီချိန်လောက်ဆိုငါအစာဖြစ်နေကြပြီဒီကောင်ကဘယ်နဲ့ငါနေရာကနေပြီးတော့လွတ်မြောက်လာရတာလဲအဲ့ဒါလိုနဲ့ဘလူးကြီးလည်းစိတ်မောလူမောဖြစ်ပြီးတော့မျက်ခင်းတနေရာမှာလှဲချပြီးအိတ်လိုက်ပါတော့တယ်သူလှဲချလိုက်တဲ့နေရာကခြုံပုတ်နာနဲ့မနီမွေးဖြစ်တာပေါ့ဗျာခြုံပုတ်ထဲမှာမောင်တီလာလေးကပုံနေတာပေါ့ဗျာဘလူးကြီးကလည်းခြုံပုတ်နာမှာမောင်တီလာလေးရှိနေတာကိုမသိဘူးပေါ့မောင်တီလာဟာခြုံပုတ်အတွင်းမှနေ၍ဘလူးရဲ့အရေးအခြေကိုချောင်းမြောင်းကြည့်ရှုလိုက်တယ်ဘလူးကြီးကလည်းစိတ်မောစွာနဲ့အိတ်မောကျသွားကြပေါ့ဗျာအဲ့ဒီအခါမောင်တီလာကဘလူးကြီးစီးထားတဲ့ဘိုးဖနက်ကတော်တော်ထူးခြားတာပဲကွပုံစံကလည်းတစ်မျိုးပဲငါလိုချင်လိုက်တာလို့မောင်တီလာလေးကစိတ်ကူလိုက်တာပေါ့ဘလူးကြီးဟာအဲ့ဒီဘိုးဖနက်ကိုစီးပြီးငါနောက်လိုက်လာတာငါကိုရှာတာခီးတော်တော်ပေါ့ဟန်ရှိတယ်ငါကိုမတွေ့ရလို့စိတ်ပြက်လက်ပြက်ဖြစ်နေတာပဲသူစီးနေတဲ့ဖနက်ဟာတစ်မျိုးမျိုးတော့အစွမ်းရှိနေပါလိမ့်မယ်ပျော်ပျော်ဆွဆွနဲ့မောင်တီလာလေးဟာခြုံပုတ်ထဲကနေထွက်လာပြီးတော့ဘလူးကြီးစီးရကိုတဖြည်းဖြည်းနဲ့ရွေ့လျာတုတ်ကတ်သွားပါတော့တယ်မောင်တီလာဟာဘလူးကြီးစီးထားတဲ့ဘိုးဖနက်ကိုတစ်ဖက်ပြီးတစ်ဖက်ချွတ်လိုက်ပါတော့တယ်ဘလူးကြီးကလည်းတုတ်တုံးများမလုပ်ပဲအိတ်မောကျနေတော့တာပေါ့ဗျာမောင်တီလာလေးဟာဘိုးဖနက်ကိုအရေးဆွင်းရတာလေးချွတ်နေရတာရင်ထဲမှာတော့ထိတ်ထိတ်နဲ့ခုန်နေတာပေါ့ဗျာအဲ့ဒါလိုနဲ့မောင်တီလာလေးဒီဘိုးဖနက်တစ်ခုလုံးကိုဘလူးကြီးထပ်မှချွတ်ယူရရှိလိုက်ပါတော့တယ်ဘလူးကြီးကိုသူကတစ်ချက်ကြည့်လိုက်သေးတယ်ပြီးတော့သူခြုံပုတ်နောက်ထဲကိုပြန်လဲဝင်ရောက်ပြီးပုံလိုက်ပါတော့တယ်အဲ့ဒီနောက်မှာဘလူးကြီးရဲ့မော်ပညာဖြစ်စီရင်ထားတဲ့ဘိုးဖနက်ကိုချက်ချင်းကောက်ဆွတ်လိုက်ပါတော့တယ်ဟာဘလူးကြီးရဲ့ဘိုးဖနက်ကြီးကငါချီတော်နဲ့အန်ကိုက်ပဲကွဒါကတာမန်ဘိုးဖနက်တရံတော့မဟုတ်တော့ဘူးဘိုးဖနက်ဟာမော်အတက်ဖြစ်စီရင်ထားတဲ့ဖနက်ဖြစ်လို့စီလိုက်တဲ့လူတိုင်းဟာဖနက်နဲ့အဝင်ခွင်ကြဖြစ်နေတော့တာပေါ့ဗျာမောင်တီလာလေးဟာလည်းခြုံပုတ်ထဲကနေထွက်လာပြီးတော့ဘလူးကြီးအိတ်ဆက်နေတဲ့နေရာမှာဝေးရစီတို့သွားရန်ပြင်ဆင်လိုက်တာပေါ့မျောကြည့်နေတော့တောအုပ်တစ်ခုကိုမထင်မရှားတွေ့မြင်လိုက်ရတယ်အလွန်အင်မတန်ဝေးကွာတဲ့အတွက်ကြောင့်ဖြစ်တယ်မောင်တီလာလေးဟာသူ့ရဲ့ခြေလန်းတလန်းကိုစတင်ရွေ့လျာလှမ်းလိုက်တယ်နောက်ခြေလန်းတလန်းကိုလည်းပြီးတော့ဆက်လန်းလိုက်တယ်။အိုးငါခြေလန်းတွေအတော်မြန်နေပါလား။ခြေလန်းတွေဟာတာမန်ရွေ့လျာမှုမျိုးမဟုတ်ပဲပုံမှန်ထက်အလွန်မြန်ဆန်နေတာကိုမောင်တီလာလေးဟာတတိထားမိသွားတော့တာပေါ့ဗျာ။မောင်တီလာလေးဟာအရန်ဝေးကွာတဲ့တောအုပ်ကြီးကိုခဏလေးနဲ့ရောက်ရှိသွားပါတော့တယ်။အိုးတောအုပ်ထဲကိုရောက်တာမြန်လိုက်တာ။မော်ဖနက်ရဲ့အစွမ်းကိုမောင်တီလာလေးကအရန်အံ့ဩနေတာပေါ့။အဲ့ဒါလိုနဲ့တောအုပ်ထိပ်မှာလူစွစွဝေဝေးကိုမောင်တီလာလေးတွေ့မြင်လိုက်ရတယ်။ထိုလူစွစွဝေဝေးကြီးလည်းရုတ်တရက်ကြီးရောက်ရှိလာတော့မောင်တီလာလေးကိုအံ့ဩတင့်ပြန်လဲကြည့်နေတာပေါ့ဗျာတခုခုတော့တခုခုကိစ္စပေါ်နေပြီဟုမောင်တီလာလေးကတွေးမိလိုက်တယ်မောင်တီလာလေးဒီလူစုလူဝေးရှိရအရက်တို့တုတ်ကက်၍မေးမြန်းလိုက်တယ်ဘာဖြစ်ကြတာလဲဗျရွာတွေကအိမ်တအိမ်ကိုတခုကတ်သွားလို့လေအဲ့ဒီတခုနောက်ကိုရွာသားတချို့လိုက်နေကြတယ်အဲ့ဒါကျုပ်တို့စောင့်နေကြတာရွာသားတယောက်ကမောင်တီလာလေးကိုရှင်းပြလိုက်တယ်အဲ့ဒါဆိုပစ္စည်းတွေပါသွားတာပေါ့ဟုတ်တယ်အတွင်းပစ္စည်းတွေပါသွားတယ်တဲ့ဘဘက်ကိုပြေးသွားတယ်လို့ထင်တယ်လေမောင်တီလာလေးကတခိုးနောက်ကိုလိုက်ရန်ချက်ချင်းပြင်ဆင်လိုက်တယ်အဲ့ဒီအခါရွာသားကဒီနားတဝိုက်တခိုးပြေးလန်းဆိုရင်လမ်းဖြောက်ကတော့ပြေးမှာမဟုတ်ဘူးဒီနားမှာတောတောင်းနေရှိတယ်မြစ်တစင်းရှိတယ်အဲ့ဒီဘက်ကိုပြေးနိုင်မယ်လို့မှန်းဆရတယ်ကျွန်တော်အဲ့ဒီတခိုးကိုတော့ဖမ်းမယ်လို့မောင်တီလာလေးကပျော်ပျော်ဆွဆွနဲ့ခြေလန်းကျကျနဲ့လူအုပ်ကနေညံစွာထွက်ခွာသွားတော့တယ်လူအုပ်ကြီးကြီးလည်းမောင်တီလာလေးကိုလှမ်းကြည့်နေတာပေါ့မကြမီပါပဲသူကအားလုံးရဲ့မြင်ကွင်းကနေပြီးတော့ပျောက်ကွယ်သွားပါတော့တယ်တိတ်မကြပါဘူးဗျာမောင်တီလာလေးကပြန်လဲရောက်ရှိလာတဲ့သူ့ရဲ့လက်ထဲမှာလည်းအထုပ်ကြီးတစ်ထုပ်ပါလာတော့ပေါ့ဗျာရွာသူရွာသားများကရုတ်တရက်ရုတ်တဲဖြစ်သွားပါတော့တယ်တခုကမြစ်ဖက်ကိုပြေးတော့မြစ်အနားတောင်ရောက်နေပြီလေကျွန်တော်တို့ကလက်ရဖမ်းမဲ့လို့တော့ပစ္စည်းထုတ်ချပြီးရေထဲကိုခုန်ချကလက်ပစ်ကူသွားတော့တာပဲဗျာမောင်တီလာလေးကလည်းပစ္စည်းအထုပ်ကြီးကိုရွာသားတယောက်တို့လှမ်း၍ပေးလိုက်တယ်ရွာသူရွာသားတွေကလည်းမောင်တီလာလေးရဲ့အစွမ်းကိုတန်းတော်ဖြစ်နေကြတာပေါ့ဗျာအခုပဲမျက်စိအောက်ကနေထွက်သွားတယ်အခုပဲခိုးတဲ့ပစ္စည်းတွေကိုပြန်ယူလာပြီးသူတို့စီကိုပြန်ပေးတယ်ဒီလူဘာလို့ဒီလောက်မြင်နေရပါလဲလို့စဉ်းစားနေကြတာပေါ့ဗျာ
မောင်တီလာလေးကလည်းဘလူးကြီးစီကနေရလာတဲ့မှော်ဘိုးဖက်နှက်အစွမ်းကြောင့်ဖြစ်မဲ့လို့တွေးနေတာပေါ့ဘိုးဖက်နှက်ကလည်းစီလိုက်တာနဲ့ခြေလန်းတလန်နဲ့တလန်ကအရန်မြန်သွားတယ်လေအဲ့ဒီအခါမောင်တီလာလေးကလူစုလူအုပ်ကနေပြန်လဲထွက်ခွာရန်ပြင်ဆင်လိုက်တယ်အဲ့ဒီအခါမှာနေပါအောင်ရှင့်မပြန်သွားပါနဲ့အောင်လူစုလူအုပ်ကြားထဲမှာအမျိုးသမီးကြီးတဦးကထွက်လာပါတော့တယ်ကျမအိမ်ကိုတခိုးဝင်ခိုးတာပါအခုဒီကမောင်ကြီးကခိုးသွားတဲ့ပစ္စည်းတွေကိုပြန်ရအောင်လုပ်ပေးနိုင်လို့ကျမကမောင်ကြီးကိုကျေးဇူးဆက်ပါရစေလို့အမျိုးသမီးကြီးကပျော်ပျော်ဆွဆွနဲ့ငွေဆက်ကူတစ်ထုပ်ကိုပေးလိုက်တယ်အဲ့ဒီအခါမောင်တီလာလေးကခေါင်းကိုခါပြီးညှင်းဆန့်လိုက်ပါတော့တယ်အဲ့ဒီအချိန်တွင်မောင်တီလာလေးရဲ့ခေါင်းထဲမှာအိမ်မထွက်လာကန်နီးသူ့အမေပြောလိုက်တော့စကားကိုအမှတ်မထင်ကြားရောက်မိပါတော့တယ်ဒါမောင်တီလာလေးရေအမေတို့ဆံဝယ်ဖို့ပတ်စံမရှိတော့ဘူးသူ့အမေပြောလိုက်တော့စကားတန်ကိုသူ့ရဲ့နားထဲမှာဆွဲထင်နေတာပေါ့ဗျာအဲ့ဒါလို့နဲ့ကျွန်တော်ပတ်စံမယူပါဘူးခမမောင်တီလာလေးကလည်းအဲ့ဒီနောက်မှာကျွန်တော်ကိုဆန်နိုးစီဘူးတဘူးနှစ်ဘူးလောက်ပဲပေးပါခမလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒါလို့နဲ့ရွာသူရွာသားတွေမှတဆင့်မောင်တီလာလေးရဲ့အမတ်ခံတဲ့စွမ်းရည်ကိုရွှေမျိုးတော်နမရှိတဲ့ဘရင်ကြီးစီရောက်ရှိသွားပါတော့တယ်အဲ့ဒီအချိန်မှာဘရင်ကြီးမှာအရေးပေါ်ကိစ္စတစ်ရက်ပြုံးစားကြီးပေါ်ပေါက်လာပါတော့တယ်ရွှေနန်းတော်တရှိရနေရနဲ့တောင်ငါးလုံးလောက်ဖြတ်ကျော်ရတဲ့ခီးရဲ့အဝေးမှာဘရင်တက်မတော်မှတက်ခွဲထားတယ်ဘရင်ကြီးကတက်ကြက်ကြီးစီတို့အရေးပေါ်တည်င်းလွှာတဆောင်ကိုအချိန်မီတွားရောက်ပြပို့ရန်စိတ်လောနေတာပေါ့ဗျာအဲ့ဒီအခါမှာမူမတ်အပေါင်းများကလည်းမောင်တီလာရဲ့ဆွမ်းဆောင်နိုင်မှုကိုဘရင်ကြီးထံတင်လျှောက်ကြတာပေါ့ဗျာအဲ့ဒါလို့နဲ့မောင်တီလာလေးဟာရွှေနန်းတော်အတွင်းတို့ရောက်ရှိခဲ့လေတော့တယ်ဘရင်ရဲ့ပေးရတဲ့တာဝန်ကိုလည်းခံယူရရှိခဲ့တယ်မောင်တီလာလေးဟာဘလူးကြီးရဲ့မှော်ဘူးဖက်နှက်အစွမ်းနဲ့တတောင်ပြီးတတောင်ကိုကြော်လွန်ကွာခီးကိုလွယ်ကူစွာဖျက်ဆီးနိုင်ခဲ့တယ်ဘရင်ကြီးရဲ့တည်င်းလွှာကိုလည်းမောင်တီလာလေးဟာအချိန်နဲ့တပြေးညီပို့ဆောင်ပေးနိုင်ခဲ့ပါတော့တယ်အဲ့ဒါလို့နဲ့ဘရင်ကြီးကတည်င်းကြီးမားတဲ့လောက်တော်ပါပေတယ်ဆိုပြီးမောင်တီလာလေးကိုရှင်းမွန်းပြီးတော့မောင်မင်းငါလက်အောက်မှာရှေ့ရှင်တည်င်းပို့ဆက်တာအဖြစ်နဲ့ခန့်အပ်တာဝန်ပေးလိုက်ပါတယ်အမှုတော်ထမ်းစီကွာအဲ့ဒါလို့နဲ့အဲ့ဒီနေ့မှစပြီးတော့မောင်တီလာလေးဟာရွှေနန်းတော်မှာတည်င်းပို့ဆက်တာသူတို့အဖြစ်အမှုထမ်းဆောင်ခဲ့ပါတော့တယ်မောင်တီလာလေးဒီလည်းအဲ့ဒီနေ့မှစပြီးအလုပ်တစ်ခုကိုတီတီတန်းတန်းဖြစ်မြင်းမြန်စွာရရှိလိုက်ပါတော့တယ်အလုပ်တစ်ခုရရှိပြီဖြစ်တဲ့အကြောင်းကိုလည်းသူ့ရဲ့အမေအိုကြီးထံပြောပြပြီးတော့အမေအိုကြီးကိုတသက်လုံးဆောက်ရှောက်လုပ်ကြွေးသွားပါတော့တယ်ဗျာမောင်တီလာလေးဒီလည်းဘလူးကြီးဤမှော်အတက်ဖြစ်စီရင်ထားတဲ့ဘိုးဖက်နှက်ကိုသူ့အမေတူကအပအခြားမြည်သူကမှမပြောပြပဲသူ့အမေကိုတသက်လုံးလှုပ်ကြွေးသွားပါတဲ့ကွယ်ဒီကနေ့ပုံမြင်လေးကတော့ဒီလောက်ပါပဲဗျာပုံမြင်လေးကိုအဆုံးအထိအားပေးနားဆင်သွားကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာနောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးများစွာဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကိုအားပေးကြည့်ရှုကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ